မှမရှိတဲ့ဖွဲ့စည်းတရားကနေပြီးတော့လွတ်လပ်တဲ့တိုင်းပြည်တည်ထောင်နေဆိုတာဒါလုံးဝလေရုပ်တိမတန်တဲ့ကိစ္စတကူဆိုတာအများလဲသိပြီးသားပါနော်အုတ်ချုပ်ရေးစနစ်အရလဲကျွန်တော်တို့ရဲ့ခရိုင်ခုမှာရှိတဲ့လက်ရှိအုတ်ချုပ်ရေးစနစ်ကိုလည်းဘလို့မှလွမ်းမိုးမှုကိုစားပြုမှုမရှိဘူးဆိုတာအဲ့ဒါလည်းရှင်းရှင်းလင်းလင်းမြင်နေရတယ်လူထုတွေကလည်းလုံးဝသူ့ရဲ့ထိတ်ကြုံအောက်မှာမရှိဘူးဆိုတာလည်းရှင်းရှင်းလင်းမြင်နေရပါတယ်ဗျာအဲ့ဒါကြောင့်မလို့နယ်မြေလည်းမရှိလူထုလည်းမရှိအုတ်ချုပ်ရေးစနစ်လည်းဘာတစ်ခုမှမရှိဘဲနဲ့ဒီလိုလူထုကြားထဲမှာမရှိတဲ့ကောင်းဆောင်တွေဟိုပြင်ပရောက်နေတဲ့ဟာတွေနဲ့ဖွဲ့စည်းထားတဲ့ကျွန်တော်တို့ဘလို့မှမပတ်သက်ဘူးဆိုတာအဲ့ဒါအရှင်းလင်းဆုံးကျွန်တော်တို့ပြောကြားချင်ပါတယ်ခင်ဗျာအဲ့ဒါပါပဲ KTLA ကောင်းဆောင်စောနန္ဒဗိုလ်မြတ်ကကောတူလီသမရနိုင်ငံတော်တီထောင်လိုက်ပြီးဆိုတဲ့ကြေညာချက်နဲ့ပတ်သက်ပြီးကရင်မျိုးသားအစည်းအရုံး KNU ဘက်ကအခုလိုပြက်ပြက်တသားတုတ်ပြန်လိုက်တာပါပြိုကွဲပြက်စီးနေပြီဖြစ်တဲ့မြန်မာနိုင်ငံစီကနေလွတ်လပ်ရေးကြေညာပြီးကောတူလီသမရနိုင်ငံတော်အမည်နဲ့အမိခိုကင်းပြီးလွတ်လပ်တဲ့နိုင်ငံတော်တစ်ခုတီထောင်လိုက်ပြီလို့ KTLA ကောင်းဆောင်စောနန္ဒဗိုလ်မြတ်ကဇန်နဝါရီလ9ရက်မှာကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ကောတူလီသမရနိုင်ငံတော်ရဲ့အစိုးရဖွဲ့စည်းမှုမှာတော့သမရအဖြစ်စောနန္ဒဗိုလ်မြတ်ကတာဝန်ယူထားပြီးဒုသမရ1နဲ့နိုင်ငံသားရေးဝန်ကြီးအဖြစ်စောစာရီဖိုးဒုတိယသမရ2အဖြစ်စောဒေးဗစ်တာကပေါ်ဝန်ကြီးချုပ်ဖြစ်စောဖိုးတူးလီနဲ့ကာကွယ်ရေးဝန်ကြီးဖြစ်စောဒေးဗစ်လော်ဒူတို့ကတာဝန်ယူထားပါတယ်။လက်ရှိပဂတိအခြေအနေအဖြစ်ဘယ်နေရာဘယ်ဒေသဘယ်နယ်မြေမှာထိန်းချုပ်မှုမရှိဘဲနဲ့ဒီလိုမျိုးလေထဲမှာအစိုးရကိုတိဆောက်လို့မရဘူးဆိုတာကဒါကလက်တွေ့ပဂတိအခြေအနေနဲ့လုံးဝကင်းကွာနေတယ်ဆိုတာကိုဖော်ပြတာပဲဖြစ်ပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုလောက်ရများကိုကျွန်တော်တို့ကိုယ်တိုင်ကဘလို့မှလက်ခံလို့မရလို့ကျွန်တော်တို့နဲ့လုံးဝမပတ်သက်ဘူးဆိုတာဒါကိုပြချင်တယ်။ကိုယ်ပိုင်ပြတန်းခွေအပြည့်အဝရှိတဲ့ကော်တူးလေးဟာကျွန်တော်တို့စစ်မှန်တဲ့ပြည်တော်စုထဲမှာရှိမယ်ဆိုတာအဲ့ဒါကိုတမင်တက်ကိုကျွန်တော်တို့ဂျားထဲမှာအဲ့လိုရှုပ်ထွေးမှုဖြစ်စေတဲ့နားလည်မှုလွဲမားစေအောင်လှုပ်ဆောင်တယ်ဆိုတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်ဗိုလ်ချုပ်စန်းနန္ဒဗိုလ်မြတ်ဟာ KNU ဥက္ကဋ္ဌဟောင်းဗိုလ်ချုပ်ကြီးစောဗိုလ်မြတ်ရဲ့သားဖြစ်ပြီးကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ရဲ့စစ်ဦးစီးချုပ်ဖြစ်တာဝန်ယူခဲ့ဘူးသူလည်းဖြစ်ပါတယ်။ဒါပေမဲ့2022ခုနှစ်မှာတော့စောက်လုပ်ရေးအရတာ25ဦးတပ်ဖြတ်မှုမှာတာဝန်ရှိသူအဖြစ်နဲ့ဗိုလ်ချုပ်စောနန္ဒဗိုလ်မြတ်ကို KNU ကတာဝန်ကနေရနာခဲ့တာပါ။အဲ့ဒီနောက်မှာတော့ဗိုလ်ချုပ်စောနန္ဒဗိုလ်မြတ်ကကောတူလီအာမီ KTLA ကိုတည်ထောင်လိုက်တာဖြစ်ပါတယ်။ KNU ကတော့ဗိုလ်ချုပ်စောနန္ဒဗိုလ်မြတ်ဦးဆောင်တဲ့ KTLA နဲ့မပတ်သက်သလိုဒီအဖွဲ့ရဲ့လုပ်ရက်တွေကလည်း KNU နဲ့မသက်ဆိုင်ကြောင်းစတင်ဖွဲ့စည်းချိန်တည်းကသဘောထားထုတ်ပြန်ခဲ့ပူပါတယ်ပထမဦးဆုံးအနေနဲ့ပြောချင်တာကဒီလူရဲ့လက်ရွက်တွေကကျွန်တော်တို့အဖွဲ့အစည်းနဲ့လုံးဝပတ်သက်မှုမရှိဘူးကျွန်တော်တို့အဖွဲ့အစည်းထဲမှာပြစ်မှုထင်ရှားပြီးတော့ရာဇဝတ်မှုတစ်ခုကိုကျူးလွန်ခဲ့တဲ့အခါမှာအဲ့ဒါကိုရှောင်တိုင်းရင်းနဲ့ပဲအဖွဲ့အစည်းတစ်ခုကိုထပ်ထောင်တာဖြစ်တယ်အဲ့ဒီအပေါ်မှာကျွန်တော်တို့နဲ့လုံးဝပတ်သက်မှုမရှိဘူးကျွန်တော်တို့လူထုကိုလည်းကိုစားပြုမှုမရှိဘူးကျွန်တော်တို့အုပ်ချုပ်ရေးစနစ်ကိုလည်းဘယ်လိုမှကိုစားပြုမှုမရှိဘူးဆိုတာအဲ့ဒါကိုတိလင်းပြောကြားခြင်းတယ်KNU မျိုးသားအစည်းအရုံးရဲ့မူဝါဒနဲ့လည်းလုံးဝဖျောက်ဖျောက်ကြီးဆန့်ကျင်တယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဟာ Federal Democracy တိုင်းပြည်တစ်ခုကိုတည်ထောင်ဖို့ဆိုတာကဟိုးလွန်ခဲ့တဲ့1956ခုနှစ်ကမူဝါဒအရချမှတ်ပြီးတော့ဒီကနေ့အထိဒီစစ်မှန်တဲ့ပြည်တော်စုတစ်ခုကိုတည်ဆောက်နိုင်ရေးအတွက်ကျွန်တော်တို့လုံးဝနေတဲ့ကာလလည်းဖြစ်တယ်။ဒီချိန်ဒီကာလဟာကျွန်တော်တို့ကရင်မျိုးသားသက်ပဲမဟုတ်ဘဲနဲ့တခြားတော်လိုင်းရဲ့ဖွဲ့စည်းအားလုံးနဲ့နောက်ပြီးတော့ဒီခြားလူမျိုးတွေနဲ့ပဲဒီစစ်မှန်တဲ့ပြည်တော်စုတစ်ခုကိုတည်ဆောက်ဖို့အတွက်ကျွန်တော်တို့ရေကုန်ရေခန့်စူးစမ်းအားထုတ်နေရတဲ့ကာလတစ်ခုလည်းဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့မူဝါဒရဒီလွတ်လပ်သောတိုင်းပြည်လွတ်လပ်သောကော်တူးလေးကိုတည်ဆောက်ဖို့ဆိုတာကျွန်တော်တို့ရဲ့ရည်မှန်းချက်လည်းမဟုတ်ဘူးဆိုတာအတိအလင်းပြောကြားခြင်းနဲ့ကော်တူးလေးအစိုးရမကြခင်ဖွဲ့စည်းတော့မယ်ဆိုပြီးKNU ဘက်ကတော့လွန်ခဲ့တဲ့လပိုင်းတွေအတွင်းကတရားဝင်ပြောဆိုခဲ့တာရှိပါတယ်။ဒါပေမဲ့ဗိုလ်ချုပ်စောနန္ဒဗိုလ်မြတ်ဘက်ကအခုလိုကော်တူးလီသမရနိုင်ငံတော်တည်ထောင်လိုက်ပြီလို့ကြေညာလိုက်တာဟာ KNU ပေါ်နိုင်ငံရေးရအသာစီးရလိုမှုဖြစ်တယ်ဆိုတဲ့သုံးသပ်မှုမျိုးတွေလည်းရှိနေပါတယ်။ကော်တူးလီစဉ်းစားမှုကြတော့ဒါသူတို့ကိုယ့်ရဲ့ဒေသတွင်တိဆောက်နိုင်မှုထက်ပိုတဲ့သူတို့ KNU ကြားထဲမှာရှိနေတဲ့နိုင်ငံရေးပဋိပက္ခဒါမှမဟုတ်ဒီနိုင်ငံရေးအရအပေါ်တိုက်ရှိနေတဲ့ဟာထဲမှာအသာစီးရလို့မှုသဘော
ပါမလားဆိုတဲ့မေးခွန်းတော့ရှိတယ်သူတို့ရဲ့စဉ်းစားမှုနဲ့ဖွဲ့စည်းမှုကဒါcoordinated effort ဟုတ်တယ်လို့ကျွန်တော်မမြင်ရဘူးပေါ့နော်အထူးသဖြင့်ကရင်ရှိနေတဲ့အစုဖွဲ့တွေကြားထဲမှာအားလုံးဘုံသဘောတူညီချက်ရပြီးတော့ညှိနှိုင်းတိုင်ပင်ပြီးတော့မှအားလုံးလိုလားကြေညာချက်တော့မဟုတ်နေဘူးသူတို့ရဲ့တစုတစ်ဖွဲ့တွေကနေကြေညာလိုက်တဲ့ဟာဒါနိုင်ငံရေးရအသာစီးရလို့မှုလည်းဖြစ်နိုင်တယ်ဗိုလ်ချုပ်စောနန္ဒဗိုလ်မြဖွဲ့စည်းခဲ့တဲ့ KTLA ဟာစတင်ဖွဲ့စည်းခဲ့တဲ့ကဒီကနေ့အခြေထိစစ်အုပ်စုနဲ့တပ်စခန်းတွေကိုထိထိရောက်သိမ်းပိုက်နိုင်ခဲ့ခြင်းမရှိပါဘူးဒါပေမဲ့ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့တပ်မလေးနယ်မြေထဲမှာတော့ KNU နဲ့မကြာခဏဆိုသလိုထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်